ကဲအားလုံးပဲမြင်ကြပါကျွန်တော် Know Your Fight ကနေပြီးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ယခုတစ်ပတ်ကျွန်တော် Know Your Fight ကနေပြီးတင်ဆက်ပေးတော့မှာတော့ Fred အခန်းအကြောင်းပဲဖြစ်ပါတယ် Fred အခန်းကတော့1993လန်ဒန်မြို့မှာမွေးဖွားခဲ့ရပဲဖြစ်ပါတယ် Fred အခန်းရဲ့မိသားစုဝင်နေရဆိုရင်အနုပညာအတိုင်းဝိုင်းနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ Fred အခန်းကိုယခုလို music producer တဦးအနေနဲ့ရောအနုပညာအတိုင်းဝိုင်းထဲမှာတွေ့မြင်စေခဲ့ရတော့ Brain Ino အကြောင်းလို့ပြောမှာဖြစ်ပါတယ် Brain Ino ဆိုရင်တော့ legendary music producer တဦးဖြစ်ပြီးတော့ Fred အခန်းနဲ့ငယ်စဉ်ကတည်းကတွေ့ဆုံခဲ့ရဖြစ်ပြီးတော့ Fred အခန်းကိုအခုလို music production နဲ့ music နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးတင် जा ပေးခဲ့ရပဲဖြစ်ပါတယ် Fred အခန်းဆိုရင်တော့ငယ်စဉ်ကတည်းကကျွန်တော်တို့တေးအနေနဲ့ရော music producer အနေနဲ့ရောကျွန်တော်တို့ပြုလုပ်နေခဲ့ပြီလေဖြစ်ပါတယ် Fred အခန်းဆိုရင်တော့ Asheran နဲ့လည်း collaborate ပြုလုပ်ထားခဲ့ရပဲဖြစ်ပါတယ် Asheran ရဲ့ Bad Habit တခြင်းမှာလည်း co-writer အနေနဲ့ရော music producer အနေနဲ့ပါဝင်ခဲ့ရဖြစ်ပြီးတော့ Asheran ရဲ့ I Don't Care တခြင်းမှာလည်း music producer တဦးအနေနဲ့ပါဝင်ခဲ့ရပဲဖြစ်ပါတယ် Fred အခန်းရဲ့နာမည်အကြီးဆုံးတခြင်းတွေကတော့ကျွန်တော် Squidland နဲ့အတူ collaborate ပြုလုပ်ထားခဲ့တဲ့ Rampel Run for them life. When I step into the jungle, say they wanna group up. They better move up, never gonna win a Royal Rumble. နောက်ထပ်တစ်ပုတ်အနေနဲ့ကတော့ Fred အခန်းရဲ့ Leave Me Alone Everybody. နောက်တစ်ပုတ်အနေနဲ့ကတော့ Victory Love I need that blue white bitch on detox, chillin', teapot, two left feet, them Reeboks, tryna get freelance, now she a free that, shoulda never let that bitch alone with my teeth. ကျွန်တော်တို့အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့အေးစေးလေးချေးပြီးတော့ငင်းလို့ကောင်းတဲ့ခံ နောက်တစ်ပုတ်အနေနဲ့ကတော့ Stay in It Realize every moment won't be perfect, but I do. Enjoy all the mistakes that I made with you. Pull Me Off This Pull me out of this. We Love Dancingနောက်တစ်ပုတ်အနေနဲ့ကတော့ Sweet House Mafia နဲ့အတူ collaborate ပြုလုပ်ထားတဲ့ Turn On The Light Show ဖြစ်ပါတယ်Fred အခန်းဆိုရင်တော့ Grammy Award တွေလည်းရရှိထားတာပဲဖြစ်ပါတယ် Fred အခန်းဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့တခြင်းတွေကိုကျွန်တော် daily life တွေသူ့တငယ်ချင်းတွေနဲ့အတူနေထိုင်နေဒီလိုနေ့စဉ်ဖြတ်သန်းနေတဲ့အချိန်တွေကနေစပြီးတော့ဒါတွေ record လုပ်ထားပြီးတော့သူ့အနေနဲ့တခြင်းတွေအဖြစ်ပြန်လည်ဖန်တီးထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ Fred အခန်းကိုတော့သူ့ရဲ့ live set တွေမှာလုံးဝကျွန်တော်တို့ဒီ festival မှာဆိုရင်တော့ဒီ performance မိုက်နဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Fred အခန်းကိုလူတော်တော်များများစပြီးတော့အောင်ဆိုင်မိစေရဲ့ဒီ live set ကတော့2022မှာပြုလုပ်ခဲ့တဲ့ Boiler Room live set တစ်ခုအနေပဲအောင်မြင်လာခဲ့ရပဲဖြစ်ပါတယ်။ကဲနောက်ထပ်တစ်ပတ်ဒီမှာလည်းဘလို့အစီအစဉ်တွေထပ်မံပြီးတော့ကျွန်တော်တင်ဆက်ပေးသွားမယ်ဆိုတော့ကျွန်တော် Know Your Fight ကို follow ထားပြီးတော့နောက်ထပ်အစီအစဉ်တွေလည်းထပ်မံပြီးတော့စောင့်မျှော်ကြည့်ရှုကြရအောင်ဗျာ။ကဲနောက်ထပ်အစီအစဉ်တွေမှာထပ်ပြီးတော့တွေ့ကြမယ်ဗျာ။